ကဘာပေါ်မှာတဘာဝတရားကြီးကဖန်တီးထားတဲ့လှပတဲ့ကျွန်းပတ်ဝန်းကျင်တွေအများကြီးရှိပါတယ်။ဒါပေမဲ့အဲ့လိုလှပမှုတွေရဲ့နောက်ကွယ်မှာခြေတလန်းချလိုက်တာနဲ့အသက်ဆုံးရှုံးသွားနိုင်တဲ့အထိကြောက်စရာကောင်းတဲ့ကျွန်းလူကြီးတွေရှိနေတယ်ဆိုတော့သိပါလား။ဘလို့ရဲရဲနဲ့စွန်သားသူတွေပဲဖြစ်ဖြစ်ကဘာအင်အားကြီးနိုင်ငံတွေရဲ့စစ်တပ်တွေပဲဖြစ်ဖြစ်ခြေမချရဲပဲအဝေးကနေပဲရှောင်ကွင်းသွားရတဲ့ကဘာအန်ရဲ့ရှိဆုံးကျွန်းစုကြီး၃ကျွန်းကြောင်းဒီနေ့မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးကျွန်းကတော့ဘရာဇီးနိုင်ငံကမ်းလွန်ပင်လယ်မှာရှိတယ်ကဘာက Snake Island လို့သိများတဲ့ကျွန်းစုကြီးမျိုးဖြစ်တယ်။ဒီကျွန်းပေါ်မှာလူတယောက်မှမနေထိုင်ကြဘူး။ဘရာဇီးဆိုရတဲ့ဘသူ့ကိုမှသွားခွင့်မပြုထားပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီကျွန်းရဲ့ student meter တိုင်းမှာကဘာအစိပ်ပြင်းဆုံးငွေတွေကတကောင်ကနေ9ကောင်ထိစုပ်ပြုံနေထိုင်နေကြလို့သူတို့ဖြစ်ကဘာမှာရှားပါပြီးအစိပ်အပြင်းဆုံးဖြစ်တဲ့ Golden Lens Head လို့ခေါ်တဲ့ရွှေရောင်ငွေတွေကအဲ့ဒီကျွန်းပေါ်မှာပဲရှိတယ်။သူတို့ရဲ့စိတ်ကလူသားတစ်ယောက်ရဲ့ရေပြားနဲ့အသားစားမိနစ်ပိုင်းတွင်ရေပျော်သွားစေနိုင်တော့ပြင်းထန်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအဲ့ဒီကျွန်းပေါ်မှာမီးပြတိုင်းလာဆောင်တဲ့မိသားစုတစ်ခုတညထဲမှာပဲငွေကိုက်ခံရပြီးအသက်ဆုံးရှုံးခဲ့မှုပါတယ်။အဲဒါကြောင့်လက်ရှိမှာတော့ဘရာဇီးစစ်တပ်ကကျွမ်းကျင်ပညာရှင်ချို့ကလွဲပြီးကျန်တဲ့သူအဲ့ဒီကျွန်းသားသွားခွင့်လုံးဝပိတ်ပင်ထားပါတယ်။ဒုတိယကျွန်းကတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒီကဲယူနဲ့မလန်မကန်ကပ်ပလီပင်လယ်ပြင်ထဲမှာရှိတဲ့ North Sentinel ကျွန်းပဲဖြစ်ပါတယ်။ဒီကျွန်းမှာလွန်ခဲ့တဲ့နှစ်ပေါင်း6000ကျော်တည်းကကဘာဦးလူသားတွေတိုင်းနေထိုင်လာကြတဲ့ Sentinelist လို့ခေါ်တဲ့လူရိုင်းမျိုးတွေဆိုနေထိုင်ကြပါတယ်။သူတို့ကပြင်ပကဘာပဲလူသားမျိုးတွေကိုဝင်မခံဘူး။ကျွန်းသားကိုကတ်လာတဲ့လှေတွေတင်မိုးတွေအားအလန်နဲ့ရရဆက်ဆက်ဝိုင်းဝန်းတိုက်ခိုက်တတ်ကြပါတယ်။လွန်ခဲ့တဲ့နှစ်ငယ်ကဂျွန်အလန်ချောင်းဆိုတဲ့ American Korean တာသနာပြုလူငယ်တစ်ယောက်ကသူတို့ကိုတရားဟောဖို့ဆိုပြီးကျွန်းပေါ်တိတ်တဆိတ်တက်ရောက်ခဲ့ဘူးပါတယ်။ဒါပေမဲ့သူခြေချပြီးမိနစ်ပိုင်းတွင်းမှာပဲလူရိုင်းတွေရဲ့ဝိုင်းဝန်းတပ်ဖြတ်ခြင်းခံခဲ့ရပြီးလောင်းအောင်ပြင်မရခဲ့ပါဘူး။အိန္ဒိယဆိုရတယ်ဒီကျွန်းရဲ့ပတ်လည်9မိုင်တွင်းဘယ်သူမှမသွားဖို့ဥပဒေထုတ်ပြီးတားမြစ်ထားပါတယ်။နောက်ဆုံးတတိယကျွန်းကတော့ကျွန်တော်တို့မြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းမှာရှိတဲ့ရန်ပြဲကျွန်းရဲ့ဒီရီတောတွေဖြစ်ပါတယ်။ကမ္ဘာမှတ်တမ်းခင်းနှစ်စာအုပ်မှာဒီကျွန်းကိုကမ္ဘာပေါ်မှာ trace and တွေကြောင့်လူအစုလိုက်ပြုံးလိုက်အသေးဆုံးကျွန်းစုအဖြစ်မှတ်တမ်းတင်ထားပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းမှာဗီဒီရှာတက်တွေရဲ့ဝိုင်းရံပိတ်ဆို့ခြင်းကိုခံလိုက်ရတဲ့ဂျပန်စစ်သားအင်အား1000ခန့်ဟာရန်ပြဲကျွန်းရဲ့ရှုံနှုံတော်တွေကိုဖျက်ပြီးဆုတ်ခွာခဲ့ကြပါတယ်။အဲဒီညမှာပဲရှုံနှုံတော်တွေထဲမှာပုံအောင်နေတဲ့ကမ္ဘာအကြီးဆုံးချောင်းအကောင်ပေါင်း1000ချီဟာဂျပန်စစ်သားတွေကိုတညာလေးနဲ့ဝိုင်းဝန်းကိုက်ဖြတ်စားတောက်ခဲ့ကြတယ်။နောက်တစ်နေ့မနက်မှာတော့ဂျပန်စစ်သား1000ထဲမှာအသက်ရှင်ကျန်ရစ်သူက20ကျော်ပဲရှိခဲ့ပါတယ်။ညမောင်ထဲမှာတနက်တန်ဒီချောင်းတွေရဲ့အော်လန်တွေနဲ့ဒီစစ်သားတွေရဲ့အော်ဟစ်ငူညီးတန်တွေကရဲကန်တစ်ခုလိုဖြစ်ခဲ့တယ်လို့လည်းတမိုင်းမှာမှတ်တမ်းတင်ထားကြပါတယ်။ဆိုတော့ဒီကျွန်းစုကြီး၃ကျွန်းစလုံးကလူသားတွေရဲ့ဤပညာတွေဘလောက်ပဲတိုးတက်ပါသေးတဘာဝတရားရဲ့ဆွမ်းအားကိုမလွန်ဆန်နိုင်သေးဘူးဆိုတာပြသနေတတ်တယ်ပါ။အကယ်၍အခွင့်အရေးရှိနေဆိုတော့ဒီကျွန်းတွေရဲ့ဘဲကျွန်းကိုစွန့်စားပြီးတော့တွားရောက်လှည့်ပတ်ချင်ကြတယ်။အားလုံးပဲဘေးရန်ကင်းသွားကြပါစေ။ကျေးဇူးပါ။